အားလုံးပဲမင်္ဂလာပါဘီအောင်မဆာကနေကြိုဆိုလိုက်ပါတယ်ချစ်ဝဲသောစကားတွေကိုဆိုမှဖြစ်တဲ့အတွက်နားနဲ့မနာဖွားနဲ့မနာနှလုံးသားနဲ့နာတော်မူကြပါခင်ဗျာရက်ဆက်မှုပေါင်းတရဖူစောင်းခဲ့ပြီးချင်းတွေပေါင်းညာတော်ကိုရှင်းခဲ့တဲ့သမိုင်းတစ်လျှောက်အကြမ်းဆုံးချင်းတွေကိုင်း Mapogos Brothers ကျွန်တော်တို့တွေညီကိုဆန်းဆန်း character တွေပါဝင်တဲ့ gangster တွေအကြောင်းရုပ်ရှင်တွေဝတ္ထုတွေဆိုရင်အင်မတန်မှကြိုက်ကြပါတယ် Peaky Blinders တို့ဆရာခတ်စော်ရဲ့ The Guys of Rangoon တို့လိုမျိုးပါဒီနေ့မှပြောပြမယ့်အကြောင်းကတော့စောက်ရမ်းကျန်းတဲ့ဂိုင်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်ပြီးတော့ဒါလက်တွေ့ဘဝမှာတကယ်ဖြစ်ခဲ့တာပါအဲ့ဒီ gangster ဂိုင်းကတော့နာမည်ကျော် Mapogos Brothers လို့ခေါ်တဲ့ချင်းသေးညီကို6ကောင်ဂိုင်းပါပဲဘယင်ကိုတိုက်ရင်ဘယင်ဖြစ်တယ်ဆိုရင်ချင်းသေးတို့ရဲ့လောကမှာ Mapogos ညီနောင်တွေဟာထိတ်တကားထိတ်ခေါင်တွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်သူတို့ကဘလောက်ထိကြမ်းလဲဆိုရင်စာအုပ်ထဲမှာအနော်ရထာသူ့ထီးနှန်းကိုလူနိုင်မဲ့ကြံစစ်သားမင်းမွေးတော့ကိုဝင်သေးတွေနှိုးဆိုရွယ်ကလေးတွေနွားချောင်းသားတွေထောင်ထဲချီရှောခဲ့တယ်ဆိုပြီးတော့ဖတ်ရသလိုမျိုးပဲ Mapogos ချင်းသေးညီကိုတွေကလည်းသူတို့ထီးနှန်းကိုအနာဂတ်မှာလူလာနိုင်တဲ့ချင်းသေးပေါက်တွေအကုန်ကေးပြစ်တာပါဒါဒီမကသေးပါဘူးသူတို့နဲ့စင်ပြိုင်ဂိုင်းဖွဲတွေကိုလည်းအကုန်စမုံတုံးပြစ်ပါသေးတယ်သူတို့တွေကတကောင်ဆိုရင်ချင်းသေးပေါက်တွေကိုတတ်ပြီးရင်ဇက်တူသားတောင်ပြန်စားတဲ့အထိကိုစိုက်ကိုဆန်လွန်းပါတယ်လုံးဝကိုရက်ဆက်ကြမ်းကြုတ်ပြီးတော့ရာဇဝင်တွင်ခဲ့တဲ့ချင်းသေးဂိုင်းအဖွဲ့ပဲဖြစ်ပါတယ်သူတို့ကရက်ဆက်မှုပေါင်းတရဖူစောင်းနေလို့နဲ့နာမည်ကြီးတာမဟုတ်ပါဘူးတကောင်ချင်းစီမှာမတူညီတဲ့အသွင်သဏ္ဍာန်နဲ့ထူးခြားချက်တွေရှိသလိုသူတို့ဂိုင်းပြိုကွဲသွားတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဒီလိုမျိုးစီလုံးညီညွတ်ပြီးတော့ဘာလို့တင့်တယ်နေတဲ့ဂိုင်းတွေကိုပြင်ပနေဖြိုခွဲရတာခက်ခဲပါတယ်ဒါပေမဲ့သူတို့အချင်းချင်းကြားထဲမှာပြဿနာမီးပွားလေးတွေဖြစ်ပြီးဆိုရင်တော့တစားစီပြိုကွဲသွားတတ်ပါတယ်ကပတိန်အမေရိကစီဗယ်ဝါးထဲမှာကပတိန်ဘာရင်စီမိုဟာ Avengers တွေကိုနှစ်ပိုင်းကွဲစီဖို့ကပတိန်အမေရိကနဲ့ Iron Man ကိုရန်တိုက်ပေးခဲ့ပါတယ်အချင်းချင်းစီလုံးညီညွတ်မှုမရှိရင်အပြင်ကလူခွဲစားတော့မလိုပါဘူး Avengers တွေလည်းပြိုကွဲသွားခဲ့ရပါတယ်Mapogos ချင်းတဲ့ညီကိုတွေကလည်းဒီလိုပဲပြိုကွဲသွားခဲ့သလိုသူတို့ရဲ့ပြိုကွဲမှုကနေပဲသူတို့ရဲ့ဇက်သိန်းကိုစောင့်ကျင်းလာခဲ့တာဖြစ်ပါတယ်Mapogos ညီနောင်တအူးချင်းစီရဲ့ဘဝအဆုံးသတ်ကလည်းစိတ်ဝင်စားစရာကောင်းပါတယ်သူတို့ဟာချင်းသေးသမိုင်းမှာတော့ရာဇဝင်တွင်ခဲ့တဲ့သူတွေဖြစ်ပြီးပြောစမှတ်တွင်စရာဖြစ်ပျက်တွေကိုခြံလက်ထားခဲ့ကြတာဖြစ်ပါတယ်ကျွန်တော် intro ဝင်တာလည်းတော်တော်လေးများသွားပြီဆိုတော့ဒီလိုစိတ်ဝင်စားစရာကောင်းပြီးတော့တန်ဝေကယူစရာလည်းဖြစ်တဲ့ Mapogos ချင်းသေးညီကိုတွေအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီနေ့စီစဉ်ကတော့ကျွန်တော်ကိုအန်းကတင်ဆက်ပေးမှာဖြစ်ပြီးတော့ရေးသားသူက Robin Moore ဖြစ်ပါတယ် Mapogos ညီကိုတွေအကြောင်းမပြောခင်ချင်းသေးတွေရဲ့သဘာဝအကြောင်းကိုအနည်းငယ်ရှင်းပြလိုပါတယ်ချင်းသေးတွေမှာအမတွေကသာအစာရှာခြင်းအမဲလိုက်ခြင်းကိုအဓိကလှုပ်ဆောင်ကြပါတယ်အထီးတွေကတော့နယ်မြေစိုးမိုးခြင်းနယ်မြေလူချင်းကိုအဓိကလှုပ်ကြပြီးတော့တခါတရံမှသာအမဲလိုက်ကြတာဖြစ်ပါတယ်နယ်မြေတတ်မှတ်ရာမှာချင်းသေးထီးတွေကအနံ့နဲ့ဖြစ်စေစင်စက်မပြတ်ကင်းလှည့်ပြီးတော့ဟင်းအောင်ချင်းနဲ့ဖြစ်စေတတ်မှတ်တတ်ကြတာဖြစ်ပါတယ်ချင်းသေးတွေကအုပ်စုလိုက်နေထိုင်တတ်ကြတဲ့သရဝါမျိုးတွေဖြစ်ပါတယ်အုပ်စုတွေမှာခေါင်းဆောင်ချင်းသေးအထီးတွေကညီကိုရင်းဒါမှမဟုတ်ဝင်းခွဲတွေဖြစ်ပြီးတော့တခါလီမှာတော့တင်းခွဲချင်းချင်းပေါင်းပြီးတော့အုပ်စုဖွဲ့ထားတာမျိုးဖြစ်ပါတယ်ဒီထဲမှာတကောင်ကဘယင်ဖြစ်ပြီးတော့ကြံကောင်တွေကတော့ဘယင်ညီကိုတွေလို့သတ်မှတ်လို့ရပါတယ်သူတို့ဖွဲ့ကနေပြီးတော့အုပ်စုတွေကချင်းသေးမတွေကိုမိတ်လိုက်ကချင်းသေးမျိုးဆက်ကိုပြန်ပွားကြတာပါမွေးလာတဲ့ချင်းသေးပေါက်တွေထဲကအထီးလေးတွေကိုအိမ်ရှိဆန်မင်းသားလေးတွေလို့ဆိုနိုင်ပါတယ်အိမ်ရှိဆန်မင်းသားလေးတွေကိုချင်းသေးမတကောင်ကထိမ့်ပေးပြီးတော့ကြံချင်းသေးမတွေကအမဲလိုက်ကအစာရှာကျွေးပါတယ်အိမ်ရှိဆန်မင်းသားချင်းသေးပေါက်လေးတွေကအသက်2နှစ်ရွယ်ထိအုပ်စုတွေမှာသူများအမဲလိုက်ပြီးတဲ့အစာအပဲစားတော့ပြီးတော့အသက်ရှင်ရတာဖြစ်ပါတယ်ဒီကြားထဲမှာအုပ်စုတွင်ခေါင်းဆောင်အပြောင်းလဲဖြစ်မှာကိုစိုးရင်ရပါတယ်ကိုအုပ်စုရဲ့ဘရင်အဖွဲ့ကိုတခြားတစ်ဖွဲ့ကလောက်တိုက်ခိုက်ပြီးနယ်မြေသိမ်းတက်လိရှိလို့ပါတကယ်လို့ကိုအဖေဘရင်နဲ့ဦးကြီးတော်တွေကိုတခြားအဖွဲ့ကတိုက်ခိုက်လို့နိုင်သွားရင်ချင်းသေးပေါက်လေးတွေလည်းကျူပင်ခုတ်ကျူငုံမခံရှင်းခံရပြီဖြစ်ပါတယ်ဘာလို့လဲဆိုရင်နယ်မြေသိမ်းသွားတဲ့ချင်းသေးအထီးအဖွဲ့အသစ်ဟာအရင်ဘရင်ရဲ့မျိုးဆက်သားပေါက်လေးတွေကိုတကောင်းမှအသက်ရှင်ဝင်မပေးလို့ပါပဲချင်းသေးခေါင်းဆောင်တွေသူတို့ရဲ့မျိုးဆက်သစ်သားပေါက်လေးတွေကိုလက်စာလက်နာဖျောက်ပစ်ပြီးမှချင်းသေးမတွေနဲ့ပေါင်းတင်သူတို့ရဲ့မျိုးဆက်သစ်ကိုထူထောင်ကြတာပါဒီလိုအာဏာပြောင်းလဲမဖြစ်ရင်လည်းအိမ်ရှိဆန်ချင်းသေးထီးပေါက်ကလေးတွေဟာအသက်2နှစ်ကျော်တာနဲ့အုပ်စုတွင်းကနေနှင်ထုတ်ခံတတ်ပါတယ်အမေဖွဲ့ရဲ့အမြင်မှာသူတို့ဟာသားလေးတွေမဟုတ်တော့ပဲပြိုင်ဘက်တွေဖြစ်သွားခဲ့ပါပြီဒါကြောင့်2နှစ်ကျော်တိုင်းချင်းသေးထီးပေါက်ကလေးတွေဟာဖခင်ဖြစ်သူနဲ့ဦးလေးတို့ရဲ့ဝိုင်းဝန်းမောင်းထုတ်တာကိုခံရပါတယ်အများဖြင့်ချင်းသေးပေါက်လေးတွေကညီကိုဝင်းဝဲညီကိုတွေနဲ့တူတူမောင်းထုတ်ခံရတာဖြစ်တဲ့အတွက်အချင်းချင်းပူးပေါင်းပြီးတော့အုပ်စုအသစ်ကိုစတင်ထူထောင်ထက်ကြပါတယ်အုပ်စုဖွဲ့နိုင်သွားတဲ့ချင်းသေးပြိုအထီးအဖွဲ့ဟာကိုပိုင်နယ်မြေထူထောင်နိုင်မှုစတင်စူးစမ်းကြပါတယ်တခြားနယ်မြေတွေကချင်းသေးအုပ်ခေါင်းဆောင်အထီးတွေရဲ့အနံ့တွေဟင်းဟောက်တန်တွေကိုစနဲနာကြပါတယ်အနံ့နဲ့ဟင်းဟောက်တန်တွေကနေတဆင့်ဒီနယ်မြေမှာချင်းသေးအထီးဘဏ္ဍကောင်ရှိတယ်အသက်နဲ့ခွန်အားဘယ်လောက်ရှိတယ်ဆိုတာကိုသိကြပြီးတော့ကျူးကျော်တိုက်ခိုက်မှုကိုပြုလုပ်ကြတာဖြစ်ပါတယ်အဲဒီကနေအရင်အုပ်စုကခြံခဲ့တဲ့သားပေါက်တွေကိုရှင်းပြပြီးတော့
ချင်းသေးမတွေနဲ့မျိုးဆက်တွေထူထောင်ကြတာဖြစ်ပါတယ်ဒါကတော့ချင်းသေးတွေရဲ့ဘဝဖြစ်စဉ်ပါချင်းသေးတွေဟာအရွယ်ရောက်လာရင်အုပ်စုဖွဲ့ရတယ်သူများဖွဲ့ကိုကျူးကျော်ရတယ်မျိုးဆက်ကိုပါရှင်းပြပြီးတော့ကိုမျိုးဆက်ထူထောင်ရတယ်ဒီလိုမျိုးပါแต่ဥဆိုင်မိုင်းဘရင်ခစ်ကလူတွေနဲ့တောင်တူနေပါတယ်ဘရင်ကိုတိုက်ရင်ဘရင်ဖြစ်တယ်ဆိုချင်းသေးလောကမှာချင်းသေးထီးတကောင်ကအရွယ်ရောက်တဲ့အထိအသက်ရှင်ဖို့ဆိုတာမလွယ်လှပါဘူးချင်းသေးတွေရဲ့ဘဝခက်ခဲကြမ်းတမ်းပြီးတော့အထီးတွေဆိုရင်မွေးဖွားပြီးချိန်ကနေချိန်မွေးတပ်ဖြတ်ခံနိုင်ခြေရှိတာကြောင့်အသက်ရှည်တာရှားပါလွန်းပါတယ်အမားတွေကတော့ချင်းသေးတွေမျိုးဆက်ပြန်ပွားတည်ရှိဖို့အင်မတန်ရေးကြီးတဲ့ကဏ္ဍကနေပါဝင်နေတာဖြစ်ပါတယ်ကဲဒါလို့ဆိုရင်ချင်းသေးရဲ့သဘာဝအကြောင်းနားလည်မလို့နာမည်ကျော်မပုတ်ကိုချင်းသေးညီနောင်တွေအကြောင်းကိုစလိုက်ရအောင်ပါမပုတ်ကိုချင်းသေးညီနောင်တွေက2006ခုနှစ်ကနေ2012ခုနှစ်ထိတောင်အာဖရိကနိုင်ငံဆာဘီဆန်ဒေသကိုအုပ်ချုပ်ခဲ့ကြတဲ့ချင်းသေးထီး6ကောင်အဖွဲ့ပဲဖြစ်ပါတယ်သူတို့ဟာသမိုင်းတစ်လျှောက်ချင်းသေးအုပ်စုဖွဲ့မှုတွေထဲမှာအကျန်းဆုံးအရန်ဆုံးဖြစ်တတ်မှတ်ခံထားတဲ့သူတွေပါသူတို့အုပ်ချုပ်တဲ့တပ်တန်းတစ်လျှောက်မှာချင်းသေးပေါင်းရာကျော်ကိုတုတ်တင်ရှင်းလင်းခဲ့ပြီးအဲ့ဒီထဲမှာချင်းသေးသားပေါက်လေးတွေနဲ့ချင်းသေးမတွေတောင်မှပါဝင်နေတာဖြစ်ပါတယ်ချင်းသေးတွေဟာအုပ်စုဖွဲ့တဲ့အခါမှာများအဖြစ်2ကောင်ကနေ4ကောင်ထိပဲဖွဲ့တတ်ကြပါတယ်ဒါမဲ့မပုတ်ကိုညီနောင်တွေကတော့6ကောင်ထိရှိခဲ့ကြပြီးဒီလိုအင်အားများပြားတာကလည်းသူတို့ရဲ့ဒီနန်စိုးစံမှုတပ်တန်းကိုပိုရှည်ဖို့နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်ကြရမှာတာစည်းရဖို့အတွက်အထောက်အကူပြုခဲ့တာဖြစ်ပါတယ်စိတ်မကောင်းစရာကတော့ပြိုင်ဘက်တွေကိုစီလုံးညီညွတ်မှုအားနဲ့အနိုင်ခဲ့တဲ့မပုတ်ကိုညီနောင်တွေဟာအချင်းချင်းပြိုကွဲသွားချိန်မှာတော့ဇက်သိန်းကန်းတွေဟာမလှပခဲ့ကြပါဘူးမပုတ်ကိုအုပ်စုရဲ့အဖွဲ့ဝင်6ဦးကတော့မာကူလူ Pretty Boy, Dreadlocks, Kinky Day, Master T နဲ့ Rasta တို့ဖြစ်ပါတယ်မာကူလူကဒီထဲမှာအသက်အရွယ်ရာရောခွန်အားပိုင်းရမှာပါအကြီးဆုံးဖြစ်ပြီးတော့သူကခေါင်းဆောင်လည်းဖြစ်ပါတယ်ဒါပြင်သူဟာကြံ9ကောင်လိုမျိုးအချင်းချင်းညီကိုမတော်ဆက်ပါဘူးကြံ9ကောင်ကတော့မွေးချင်းညီကိုဒါမှမဟုတ်ဖေးတူမေဝဲညီကိုတွေတော်ကြပါတယ်ဒီထဲမှာနာမည်ကြီးဆုံးကတော့ Master T ဖြစ်ပါတယ်အရက်ဆက်ဆုံးအဖွဲ့ဝင်ဖြစ်ပြီးတော့ဒါကောင်ကိုတိုက်ခိုက်ရမှာအတက်ကြွဆုံးဖြစ်တယ်လို့ပြိုင်ဘက်တွေကိုတိုက်ခိုက်ရမှာလည်းအထူးကြုံဆုံးပါပဲ Master T ဟာချင်းသေးသားပေါက်လေးတွေကိုတော့ပြန်စားတတ်တဲ့စေတန်ဆိုတဲ့နာမည်ပြောင်းပါရရှိခဲ့သူပါသူရဲ့လေဆံမွေးကလည်းမိုဟော့ပုံစံဖြစ်ပါတယ်ကင်ကီတေးကတော့ Master T ရဲ့မွေးချင်းညီကိုဖြစ်ပြီးတော့ Master T ပေါ်မှာနောက်ဆုံးချိန်ဒီကိုတစ္ဆာရှိခဲ့သူပါ Master T လိုပဲရက်ဆက်ကြမ်းကြုတ်ပြီးတော့သူ့နောက်ကျောမှာအမဲရောင်အဖုထစ်ကြီးလည်းရှိပါတယ် Pretty Boy, Dreadlocks နဲ့ Rasta တို့ကတော့အသက်အရွယ်မတိမ်မယိမ်းနေဖြစ်ကြပြီးဖေးတူမေခွဲတွေတော်ဆက်ကြပါတယ်မပကိုစီနောင်တွေဟာစမ်ပီဆန်ဒေသရဲ့မြေဟတ်တာ9000လောက်ထိကိုလွှမ်းမိုးအုပ်ချုပ်ခဲ့ကြပြီးချင်းသေးသမိုင်းမှာနေမြေအကျယ်ဆုံးကိုပိုင်ဆိုင်ခဲ့ကြတာပါဒေသထဲမှာတခြားသောချင်းသေးအုပ်စု10ခုရှိခဲ့ပြီးတော့မပကိုစီနောင်တွေကအကုန်လုံးကိုတပ်ပစ်ပြီးနေမြေကိုသိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်သူတို့ကအဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့ပထမဆုံးနှစ်မှာတင်ချင်းသေးအကောင်ရင်40လောက်ထိကိုတပ်ဖြတ်ပစ်ခဲ့ကြတာပါသူတို့စိုးမိုးတဲ့တပ်တန်းတစ်လျှောက်မှာတပ်ပစ်ခဲ့တဲ့ချင်းသေးရေတွက်ကတော့အကောင်ကြီး100ကျော်ရှိခဲ့ပါတယ်သူတို့ကနေမြေတွင်းကတခြားသောချင်းသေးဂိုင်းတွေကိုရှင်းပြုံနေမှာကချင်းသေးမတွေချင်းသေးပေါက်တွေကိုပါကိစ္စတုံးပြကြတဲ့အထိကိုရက်ဆက်ကြတာပါအမဲလိုက်ရမှာလဲတုံးချင်းသေးတွေလက်ဆောင်လေးရှိတဲ့ရေမြင့်တစ်ကလအုပ်တို့လိုအကောင်တွေကိုပါလိုက်ခဲ့ကြပါတယ်အင်အားကြီးမားတဲ့ကြန့်ကျွဲရိုင်းတွေကိုလည်းအမဲလိုက်ခဲ့ကြပါတယ်သူတို့တက်ခဲ့တဲ့ဟိုင်းနာရေတွက်တွေကလည်းအများကြီးပါပဲချင်းသေးတွေကတုံးဆိုရင်မဲလိုက်ရလွယ်တဲ့တမင်တို့ရေမြင့်တို့လိုသားကောင်တွေပဲအမဲလိုက်လေးရှိတတ်ပါတယ်တခြားဒရိတ်ဆန်တွေဆိုလို့ရှိရင်ပြန်လည်ခုခံတတ်တာကြောင့်ဒဏ်ရာရတာနဲ့မတန်လို့ပဲဖြစ်ပါတယ်ဒါပေမဲ့မပုတ်ကိုညီနောင်တွေကတော့ကျန်းတကာထိတ်ခေါင်တွေဖြစ်ခဲ့ကြပြီးတခြားချင်းသေးတွေစိတ်ကူးတော်မရင်တဲ့ဒရိတ်ဆန်တွေကိုပါအမဲလိုက်ခဲ့ကြတာပါဒါကြောင့်လည်းသူတို့ရဲ့ Lion Coalition ချင်းသေးအုပ်စုဖွဲ့မှုကကမ္ဘာသမိုင်းမှာကြောက်စရာအကောင်းဆုံး coalition ဖြစ်ခဲ့တာဖြစ်ပါတယ်သူတို့အဖွဲ့အကြောင်းကိုမှတ်တမ်းတင်တဲ့အဖွဲ့ဟာ16နှစ်ကြာစောင့်ကြည့်ပြီးအစကနေအဆုံးထိကိုမှတ်တမ်းတင်နိုင်ခဲ့တာပါသူတို့အားလုံးရဲ့အစကိုပြောရရင်ခေါင်းဆောင်မာကူလူကနေစပြီးတော့ပြောရမှာပါကမ္ဘာချင်းသေးသမိုင်းတစ်လျှောက်အကျန်းတန်းဆုံးဖွဲ့လို့ဆိုရမယ်ဆမ်မီဆန်နယ်မီဒေတာကိုစိုးမိုးမဲ့မာပိုကိုချင်းသေးညီနောင်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာမယ်မာကူလူဆိုတဲ့ချင်းသေးပေါက်လေးဟာချင်းသေးအုပ်စုတစ်ခုမှာဖွားမြင်လာခဲ့ပါတယ်အဲ့ဒီဖွဲ့ကိုအုပ်ချုပ်နေတဲ့ချင်းသေးအထီးက9ကောင်ဖြစ်ပြီးတော့အိုမင်းနေကြပါပြီ2000ခုနှစ်မှာတော့မာကူလူက2နှစ်သားဖြစ်လာပြီဖြစ်ပြီးပုံမှန်တိုင်းဆိုရင်တော့အုပ်စုကနေမောင်းထုတ်ခံမဲ့အရွယ်ကိုရောက်နေဖြစ်ပါတယ်ဒါမဲ့ချင်းသေးထီး9ကောင်ကမာကူလူကိုမောင်းမထုတ်ခဲ့ပဲအုပ်စုထဲမှာဆက်လက်နေထိုင်ခွင့်ပေးခဲ့ပါတယ်မာကူလူကလည်းအုပ်စုရဲ့အရေးပါတဲ့ချင်းသေးထီးတစ်ကောင်ဖြစ်လာပြီးတော့တားကောင်ကြီးမဲလိုက်မှုတွေမှာဥဆောင်ခဲ့တာဖြစ်ပါတယ်။အဲနောက်မှာအုပ်စုရင်းကချင်းသေးမတွေဟာနောက်ထပ်ချင်းသေးပေါက်မျိုးဆက်သစ်လေးတွေကိုဖွားမြင်ခဲ့ပါတယ်။ချင်းသေးပေါက်လေးတွေဟာမာကူလူနဲ့တူနာမည်ကျော်မပိုကိုစ်အဖွဲ့ဝင်ဖြစ်လာမယ်သူတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အပိုင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမလို့မိတ်ဆွေတို့အနေနဲ့စောင့်မျှော်အားပေးကြဖို့လဲမေတ္တာရက်ခိုင်နဲ့နှုတ်ဆက်ပါတယ်ခင်ဗျာ။